ဒါကတော့မနက်ခင်း Memorial Day Holiday မနက်ခင်းပြေးကြမှာ9နာရီခွဲမှာစဆိုပြီးတော့ကျမတို့စပြေးကြပါပြီရှမ်းခိုင်လေးမရဲကတော့ pace ကောင်းအကောင်းဆုံးလူမျိုးလို့ရှေ့ဆုံးကနေပြေးပါတယ်ဒါတက်တူရီဒါလမ်းမှာမိုးလေးကိုယ်ရှမ်းခိုင်လေးတန်းလေးမိုးလေးထဲမှာပြေးရအရန်ပြေးလို့ကောင်းတယ်ရာသီဥတုကတကယ်ရာသီဥတုကိုပဲပါတယ်ပေါ့နော်မပြောသေးတော့ခွင့်လွတ်တော့ကမ်ဘေးလန်းဆိုကျမတို့ဆက်ပြေးလာတယ်ကျမတို့အပြေးဖွဲ့ပြီးတယ်ဒါကဘယ်နားလောက်သွားပြီလဲအော်ဒါ KE ရာရှိအထိရောက်သွားပြီကျမတို့ပြေးနေတာဒီနေ့က 18kg ပြေးမှာပေါ့ရှင်ဒါနဝတီလန်းဆိုကဘာကြီးဖျားလန်းတောက်လျှောက်ကြီးကိုပြေးရပါတော့ကဘာကြီးဖျားလန်းတောက်လျှောက်ကနေပြေးပြီးတော့ဒါ8မိုင်လန်းစုံနာကိုရောက်သွားပြီမိုးလေးကဖြောက်ပဲဒါကတော့ကံပေါင်ကို9မိုင်မီပွိုင်းကျော်ကံပေါင်ပေါ့နော်ဒီနေရာမှာမိုးတစ်ဖြောက်လေးနဲ့ပြေးလို့တော့ကောင်းနေတယ်မရဲကိုအခုထိတော့လိုက်နိုင်သေးရဲ့ပေါ့နော်ဘယ်နေရာမှာပြတ်မလဲတော့မသိဘူးပေါ့ဒါ IBC ရှိနေတာမှာကဲအင်းရလန်းကပန်းဆိုင်ကိုရောက်တဲ့အချိန်မှာတော့မရဲကိုပြတ်သွားပြီဖက်နှက်လေးရိုက်မေးကဲဒါကတော့ပြေးတဲ့အဖွဲကြီးပါကျေးဇူးပေးရတဲ့ကျေးဇူးပါ